Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဖွေးရ Innocity Shopping Center ကိုရောက်နေရပါ Shopping Center အသစ်ဖြစ်နေတော့ဖွေးလည်းတစ်ခါမှမရောက်ဘူးလို့လာလဲရင်းနဲ့ဒါဘူး Yushiro Product အစုံတနေရာထဲမှာအစုံလေးဝယ်လို့ရတယ်ဆိုလို့လာဝယ်ရဖြစ်ပါတယ်ဖွေးနဲ့တူလိုက်ခဲ့ကြပါအောင်နော်ဒီမှာ Yushiro ဆိုင်အကြီးပဲတခြား Shopping Center မှာရှိတဲ့ Yushiro ဆိုင်တွေထပ်ပိုကြီးရယ်Yushiro product တွေလည်းအများကြီးရှိတယ်။အဲ့ဒီထဲမှာဖွေးကြိုက်ဆုံး whole use hair color green လေးရှိရယ်လေ။သူ့မှာကအယောင်8အောင်ထုတ်ထားတယ်။အဲ့ဒီထဲမှာအယောင်900ကတော့တဘာဝအယောင်လေးနဲ့နီးစပ်ဆုံးအယောင်လေးပေါ့။အခုနောက်ဆုံးကတော့လူငယ်အရန်ဆန်တဲ့အယောင်လေး3ယောင်လေးထွက်လာတယ်။အဲ့ဒီအယောင်လေးတွေကတော့ honey tea brown ဆိုတဲ့ဒီ mid tea အယောင်လေးရယ်နောက်တစ်ခုကကြတော့ ruby red ဆိုတဲ့အနီရောင်လေးရယ် grape purple ဆိုပြီးတော့မှခင်းရောင်ဖြိုးဖြိုးလေးရယ်ဆိုပြီးထပ်ထားတယ်။နောက်ပြီးတော့ဖွေးရဲ့ဖေဖေမေမေတို့အရန်ကြိုက်တဲ့ Yushiro ရဲ့ရှော့ညူရှော့မဲလေးလည်းအစုံရှိရနော်။ Yushiro product တွေလည်းအများကြီးပဲ။ဖွေးလို Yushiro fan တွေအတွက်တနေရာထဲနဲ့အစုံရတဲ့အတွက်တကယ်ကို paradise ကြီးပဲ။အရန်ကြိုက်တဲ့အချက်တစ်ချက်လည်းရှိသေးရဲ့။ဒီနေရာမှာကအရန်မိုက်တဲ့ promotion လေးလည်းရှိရဲ့။ကြိုက်ရ Yushiro product 9000မို့ဝယ်ယူရနဲ့ free ကောင်းရှော်လို့ရတဲ့ promotion လေးရှိတော့အရန်စင်ပြေရဲ့။အခုတော့ခေါင်းလေးရှော့လိုက်ပါအောင်မယ်နော်။ကဲခေါင်းလေးရှုပ်ပြီးပြီဆိုတော့ဖွေးအင်ပြင်လိုက်ပါအောင်မယ်အားလုံးတတား